စရောပဲနိုးစီဘူးတပူကို6နိုင်ကြာရေးစိမ့်ထားပါမယ်ခဲလုံးမပအောင်သူကြကယူဆိုင်ပြီးစီးပါမယ်ပေါင်းရဲကိုထည့်ပါမယ်ပြီးရင်ထညက်ခဲတက်ခဲစော်ရာအနှဲငယ်စီအနှဲငယ်ရေနိုးစီပူနဲ့တစ်ခွက်နဲ့တစ်ဝက်ထည့်ပြီးတော့ပေါင်းအုပ်ခလုတ်တက်သည့်အထိတည်ထားပေးပါမယ်ပေါင်းခလုတ်တက်ပြီးဒီနေ့ထားရောက်ပြီဆိုရင်ကြာညို့နှစ်စုံ ABC ပဲငတ်မြာရီတစ်စုံထည့်ပြီးမှုေပါမယ်ပြီးသွားရင်ရေလေးခန်းသွားအောင်ပြန်ပြီးတော့ဘောအုပ်ပြီးတည်ထားပေးပါမယ်နော်ရေနွေးငွေးနဲ့15မိနစ်ကြာပြန်ပေါင်းပေးပါမယ်ရှင်ကဲပဲပြုတ်ပူပူလေးရပါပြီလိုသလိုသုံးဆောင်နိုင်ပါတယ်ရှင်အိမ်မှာပဲလွယ်လွယ်ကူကူပြုတ်စားလို့ရတဲ့ပဲပြုတ်ပြုတ်နေလေးပါနော်